ကဘာကြီးဘာလို့လဲနေလဲသိလားစိုက်ကားဖန်တွေတိုက်တဲ့လေတွေကြောင့်ငြိမ်မနေနေတော့ပဲအမြဲလဲနေရတော့တာပဲကောင်းငင်တဲ့မြေကြီးဘာလို့ထိမနေရလဲသိလားကြားထဲမှာစိုက်ကားဖန်တွေရဲ့လေတူကြီးကထန်းတင်ပေးထားလို့ဂျိုတွေကဘာလို့ကဘာနဲ့အဝေးကြီးမှာရှိနေရလဲသလားအရင်ကဘာနဲ့ကတ်နေရင်စိုက်ကားဖန်တွေလေတိုက်လွှမ်းလို့အဝေးကိုလွှင့်သွားကြတာလေမရှိတဲ့လောက်ပေါ်ကိုခြေချဖို့အရေးကြီးဆုံးကဘာလဲသလားအသေးလွတ်လေတိုက်နိုင်တဲ့စိုက်ကားဖန်တစ်ယောက်ကိုထော်သွားနိုင်ဖို့ပဲဖျားသခင်ကကဘာကိုဖန်တီးတော့ကရေနဲ့မြေကိုကိုယ်တိုင်ဖန်တီးပြီးလေတို့အတွက်တော့စိုက်ကားဖန်တွေကိုဖန်ဆင်းလိုက်တယ်အလင်းရဲ့အချိန်ကဘာလို့အမြန်ဆုံးဖြစ်နေရလဲသိလားစိုက်ကားဖန်တွေတိုက်တဲ့လေတူကြီးနဲ့အပြေးမပြိုင်ဘူးသေးလို့စိုက်ကားဖန်တွေနဲ့လဲဖက်ရီဆိုင်ချင်းနဲ့နော်လူတွေရောက်မလာသေးဘူးလေတူကြီးကချိုစိန်ကိုးခွက်တောက်ပြီးနေတကြံတိုင်းတကြားမင်းကနွားမင်းကျွဲမင်းနေစီပီဆင်းပေမဲ့ပြန်တက်ရင်တော့စိုက်ကားဖန်တွေရဲ့လေတူကြီးစီပီပဲတက်လေးရှိတယ်စိုက်ကားလေမုံတိုင်းကြီးရေပြပြလို့ပါကွာဟိုမှာနတ်သမီးလေးတွေနဲ့လက်မေးရမယ်အောင်ပါကွာစိုက်ကားဖန်တွေရှန်ခိုးပြီးစော့ရယ်နော်ဖဲထုတ်သွားဝယ်နေတော့သူတို့ကကိုပေါက်ကြပြီးအကုန်လိုက်စားနေပြီSusia complot